အားလုံးပဲမင်္ဂလာပါဒီညမှာတော့ငလေး Nano Cortex တွေကို Neural DSP plugin တွေ capture လုပ်ရင်းပေါ့နော် tutorial လေးတစ်ပုဒ်ညဝေချင်းလို့ငလေး video လေးရိုက်ဖြစ်ပါတယ်ဆိုတော့ပထမဆုံးလိုအပ်တာကတော့ Nano Cortex ရဲ့သူ့ကိုတွဲမဲ့ sound card တစ်ခုပေါ့နော်ပြီးရင်ကြက်ကျိုး၃ကျိုးလိုပါတယ် instrument cable ဆိုရပါတယ် instrument cable ၃ခုပါပြီးရင်နောက်ဆုံးတစ်ခုကတော့ headphone ပေါ့နော်headphone လိုအပ်တာဖြစ်ပါတယ်ဒီမှာတော့တွေ့တဲ့အတိုင်းပဲငယ်လေးpower bank နဲ့အားပေးတာပေါ့နော်ဂီတာလေးလိုပါတယ်လို့ဂီတာလေးလိုပါတယ်စိတ်မကောင်းတော့ပဲဟိုမှာအကွက်ကြီးတွေ့တယ် okay ဆိုတော့ငယ်လေးဒီနေ့ဖမ်းမဲ့ဟာကတော့ပေါ့နော်ဟိုတလောတော့ကcover တင်ထားတဲ့ equivalent exchange ဆိုတဲ့အတန်ပေါ့နော် Clayton King လောက်ထားတာပါအရင်ဆုံးCortex Cloud application ကိုဖွင့်မယ်ပထမဆုံး keyboard ကတော့သူ input ရှိရပါတော့ input မှာထိုးမယ်အဲ input ကဟာကနောက် guitar ကိုသွားမယ်ဟာပေါ့နော် guitar ရဲ့ input ဖြစ်တယ်ပြီးတော့နောက်တစ်ခုလိုအပ်တာကတော့ headphone မှာငယ်တို့အတန်ပြန်ကြားဖို့ပေါ့နော် headphone ချက်ကိုထိုးပါမယ်ပြီးတော့နောက်တစ်ခုကတော့ငယ်တို့ဒီ output 2ဆိုတဲ့ဟာပေါ့နော် output 2 right တော့ပေါ့နော်အဲ့ဒါကိုခဏထားလိုက်မယ်ပြီးရင်သူကငယ်လေးတို့အဆောင်ကရဲ့ input တွေကိုတော့ပါဘောနော်အခုဒီမှာထိုးလိုက်တာကတော့ဒါ capture အတွက်ထိုးတာဒါလည်း sound card ထဲကိုသွားမယ်ဟာပါ okay အဲဆိုရင် sound card တွေကိုငယ်လေးတို့အနောက်က output မှာထိုးတဲ့ဟာက sound card ရဲ့ input မှာသွားမယ်ပြီးရင်ဒီကcapture အတွက်ကငယ်လေးတို့ sound card ရဲ့ headphone jack ကိုသွားမှာဖြစ်ပါတယ်တက်ဆင်ပြီးသွားပြီဆိုတော့ဂီတာကိုထိုးပြီးလိုက်တော့ပါပဲဒီကတော့ထိုးလိုက်တာနဲ့အတန်ကြတော့ဆက်လို့ရမယ့်ဟာကိုမိသွားပါဘောနော်ဂီတာတီးနေရပါဘော okay အဲ့နဲ့တတိယပါကြီးဆိုပြီးတော့ဒီ Neural DSP ရဲ့ Nolly X ပေါ့နော် Nolly X plugin ထဲမှာ Clayton King ကသူ့ရဲ့ preset ရှိရပါတော့ equivalent exchange အဲ့တချင်းအတွက်ကိုသူလုပ်ထားတာရှိပါတယ်ဆိုတော့အဲ့တဲ့ဟာကိုကြည့်မယ်ငယ်လေး capture ဖမ်းရင်တော့တတိထားမှာတော့delay တို့ reverb လို့မပါဘူးပေါ့နော်အခုဆိုရင်ငယ်လေး capture ကိုနှိပ်လိုက်ပြီးဖြစ်တယ်ပေါ့နော် okay ဖမ်းရင်တတိထားမှာလုံးဝ overload မဖြစ်သွားအောင်ပြီးတော့စိမ့်လို့ရတဲ့လောက်စိမ့်အောင်ပေါ့နော်ထားပေးရအကောင်းဆုံးပါပဲဒါဆိုရင်အတန်ကို capture အတူဆုံးဖြစ်မှာပေါ့နော် okay ဆိုတော့ငယ်လေး capture ကိုနှိပ်လိုက်ပြီးနည်းရှောက်ပြန်တီးရပေါ့နော်သူက capture လုပ်တဲ့အခါကျရင်တော့အဲ့လိုမိတ်တော့နဲ့9 cent သွားတယ်ပေါ့နော်9 cent ပြီးသွားရင်ဒီဟာလေးကစိမ့်သွားပါလိမ့်မယ်ဒါလေးကတော့ fun fact ပေါ့နော် SSL 2 plus ရထားတဲ့အကြိုင်မခံဘူးပေါ့နော်ဒါလေးပဲအဲ့ဒါတော့ခုတွေ့ပါလို့ဒါတော့ဖမ်းလိုက်ပါပြီဖမ်းပြီးသွားရင်တော့ပေါ့နော်ငယ်လေး preset name ပေါ့နော်နာမည်ထည့်တယ်နာမည်ထည့်ပြီးသွားရင်တော့ tag တွဲတယ်ငယ်လေးဆိုပြီးတွဲ okay အဲ့ဒါဆိုရင် next ပြီးရင် save to library ဆိုရင်ပြီးပါပြီ tutorial လေးကအကြာကြီးလဲမဖြစ်သွားအောင်ငယ်လေးခြုံလာပေးပါတယ် GBA အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်